တိုက်ပွဲတွေကိုအရှုံးနဲ့ရင်ဆိုင်နေရတဲ့မီဇိုကော့နဲ့အဲဆာတို့နှစ်ယောက်ဟာဆိုရင်တီထွင်မှုအသစ်ကိုစံတက်နေပြန်ပါတယ်။အဲ့ဒီတီထွင်မှုရဲ့နာမည်ကိုမင်္ဂလာပါလို့ခေါ်ပြီးမီဇိုကော့တဘောကြလောက်မဲ့ပိုကျန်းနဲ့ဗီဇပြောင်အော့တကောင်ဖန်တီးဖို့လုပ်နေတာဖြစ်ပါတယ်။အဲ့ဒီစံတက်မှုကိုမီဇိုကော့ရှိမှာပဲစလိုက်ကြပြီးစံတက်မှုကနေထွက်လာတဲ့ရလတ်ကတော့ငါးတစ်ပိုင်းလူတစ်ပိုင်းနဲ့ငမန်းမသာအော့တကောင်ဖြစ်နေပါတယ်။အဲ့ရလတ်ကိုမီဇိုကော့ကတော့ဘဝင်မကျဖြစ်နေပြီးလူသားတွေနဲ့တပုံစံနဲ့တူတဲ့စိတ်ပုတ်စိတ်ယုံနဲ့လူသားအသွင်တူတဲ့အော့တကောင်ဖန်တီးရှင်နေပါတယ်။အဲ့လိုနဲ့မီဇိုကော့ကတူလိုရှင်တဲ့ပုံစံအတွက်မိမတယောက်ကိုပြစ်မှတ်ထားလိုက်ပြီးငမန်းမသားနဲ့ငမဲကောင်တွေအဖွဲကိုတွားဖန်ခိုင်းလိုက်ပါတယ်။ပြစ်မှတ်ထားခံရတဲ့ကောင်မလီကတော့တရုတ်ဆောင်တယောက်ဖြစ်နေတာကြောင့်ငမန်းကောင်လည်းလွယ်လွယ်ပဲဖမ်းဖို့လုပ်နေတဲ့အချိန်အိုလီဗာကရောက်လာပါတယ်။အိုလီဗာကနောက်ထပ်အကောင်ပေါက်လာတော့မယ်ဥတလုံးကိုလာချတာဖြစ်ပြီးလမ်းကျုံလာဝင်ကူတာဖြစ်ပါတယ်။အကူညီခံလိုက်ရတဲ့မင်းသမီးလေးကတော့ကျေးဇူးမတင်တဲ့အပြင်အယိုးများသလိရှိခါသလိလုံးနေတာကြောင့်အိုလီဗာတို့အဖွဲလည်းဘာမှမတတ်နိုင်လိုက်ပဲသူတို့ရှိမှတင်အဖမ်းခံလိုက်ရပါတယ်။မိမတယောက်ကိုဖမ်းနိုင်သွားတာနဲ့မီဇိုကော့ကလည်းဇန်ထရက်တုနဲ့အတူမာနာကိုမိုးထိုးနေတဲ့လူသားတယောက်ကိုအသွင်ပြောင်းအော့တက်ကောင်ဖြစ်အောင်ဖန်တီးဖို့လုပ်နေပါတယ်။အဲ့လိုနဲ့မီဇိုကော့ကဖမ်းလာတဲ့လူသားကိုသူ့အခန်းထဲထည့်ခဲလိုက်ပြီးဘာဆိုင်မှမသိပေမဲ့ကိုတီရင်ဖီနဲ့အသွင်ပြောင်းဖို့လုပ်နေတဲ့အချိန်တောက်တုံးမကြတဲ့ဇန်ထရက်ကြောင့်ပြန်ပြီးထွက်ပြေးသွားပါတယ်။ချက်ချင်းဆိုသလိုပြန်လွတ်လာတဲ့မာနာမင်းသမီးလေးကကန်းရှိတစ်ခုမှပြန်ပေါ်လာခဲ့တာကိုစောင့်ကြည့်နေတဲ့ဟီလီကလည်းတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူ့နောက်မှာငမန်းမသားတွေရတဲ့နောက်ကနေလိုက်ဖမ်းနေတာကြောင့်အိုလီဗာတို့အဖွဲ့လည်းရိန်ဂျာတွေအဖြစ်ပြောင်းလိုက်ကြပြီးတွားတိုက်ခိုက်ပါတယ်။ရိန်ဂျာတွေတိုက်ပွဲဝင်နေကြတဲ့အချိန်မှာပဲဟီလီကလည်းအိုလီဗာချာလက်ဆာအုပ်ကိုချထားလိုက်ပြီးတစ်ဖက်မှာအိုလီဗာနဲ့ဇန်ထရက်ရဲ့တိုက်ပွဲကလည်းတစားတစားနဲ့ပူပူပြီးကြမ်းတမ်းလာပါတယ်။ကွန်နာတို့၃ယောက်နဲ့ငမန်းမသားတို့ရဲ့တိုက်ပွဲကတော့အဆုံးသက်တိုက်ပွဲကိုရောက်နေကြပြီးရိန်ဂျာတွေကသူတို့ရဲ့ Zero Plus Star ကြီးနဲ့အဆုံးသက်ပြီးနေပါတယ်။အဲ့အချိန်ဟီလီကလည်းအိုလီဗာရှာနေတဲ့အိုးကိုရှာတွေ့သွားပြီးကြောက်ဆောင်တွေအောက်မှာဥတလုံးတွေ့သွားပါတယ်။ Zero Plus Star ကြီးနဲ့အံ့ခံလိုက်ရတဲ့ငမန်းမသားကလည်းကြီးထွားခြင်းအသွင်နဲ့အသက်ပြန်ရှင်လာခဲ့တာကြောင့်ကွန်နာတို့၃ယောက်လည်းမကစောပြောင်းပြီးတိုက်ခိုက်နေကြပါတယ်။ဒါပေမဲ့ငမန်းမသားရေနဲ့တိုက်ခိုက်နေတာကြောင့်ရေထဲကိုဆင်းလို့မရတဲ့ကွန်နာတို့၃ယောက်လည်းမနိုင်မဲတိုင်ပတ်နေကြပါတယ်။အဲ့အချိန်မှာပဲအချိန်ကိုက်ဆိုသလိုကာဒစီနဲ့ဟီလီယာရောက်လာပြီးသူရှာတွေ့ထားတဲ့ဥကိုလမ်းပေးလာပါတယ်။ကွန်နာတို့၄ယောက်ကတော့ဟီလီပေးလာတဲ့ဥကိုဘာမှမသိပေမဲ့အီတန်ကအရင်ကင်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဒိုင်နိုမိုဖာအကောင်တစ်ကောင်ရဲ့ပုံစံကိုပြောင်းသွားပါတယ်။ရှင်းရှင်းဆိုသလိုဥကလည်းကွဲသွားပြီးစူးခန့်နာကိုနဲ့အနီရောင်အကောင်ပေါက်လီတစ်ကောင်ကမျက်စိတမိတ်အတွင်းမှာကြီးမားတဲ့ဇောအရွယ်အစားကိုရောက်သွားပါတယ်။အိုလီဗာကလည်းအဲ့ဒီကောင်ရဲ့နာမည်ကိုစတေကိုဇောလို့ခေါ်တယ်လို့ပြောပြပါတယ်။ဆိုးအပြည့်နဲ့အနီရောင်စတေကိုဇောကြီးကရေပေါ်မှာလည်းတက်ခိုက်နိုင်တယ်လို့ကုန်းပေါ်မှာလည်းတွားနိုင်တာကြောင့်ရေကန်အတင်းကြာအတင်းဖြစ်သွားတဲ့ကွန်နာတို့၃ယောက်လည်းမကဇောကြီးနဲ့ပေါင်းစည်းလိုက်ကြပါတယ်။အဲ့လိုနဲ့ရေပေါ်ကနေတက်ခိုက်နေတဲ့ငမန်းမသားကိုရိန်ဂျာတွေရဲ့ပေါင်းဆက်ထားတဲ့ဇောအစ်စ်ကြီးနဲ့ရေထဲကနေရေလိုင်းတွေကိုစီးပြီးငမန်းမသားကိုအံ့ပေးလိုက်ကြပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ရိန်ဂျာတွေဟာဆိုရင်ဇောအစ်စ်ကြီးကိုပါထပ်ပြီးရလာကြပြီးသူတို့နေနေတဲ့မြို့လီဟာဆိုရင်လည်းအီရှမ်းစာနဲ့ပဲဘေးကင်းသွားပြီဖြစ်ပါတယ်။ဒါကတော့ဒိုင်နိုတန်တာအပိုင်း30ဖြစ်ပါတယ်။